This is our vision. Daily news brought to you by Rohingya Vision. မင်္ဂလာပါခင်ဗျာ2015ခုနှစ်အောက်တိုဘာလ23ရက်အင်္ဂါနေ့အတွက် Our Vision မြန်မာဘာသာသတင်းအစီအစဉ်စတင်နေပါပြီခင်ဗျာဒီနေ့အတွက်နောက်ဆုံးရသတင်းတချို့ကိုတင်ဆက်ပေးပါရမယ်ခင်ဗျာလာမယ့်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုတနိုင်ငံလုံးတိုင်းတာနဲ့ရွှေဆိုင်လိုတယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကဒီကနေ့နိုင်ငံရေးပါတီတွေကကိုယ်စားလှယ်တွေနဲ့တွေ့ဆုံစဉ်မှာပြောကြားထားပေမဲ့အဲဒီလိုရွှေဆိုင်လိုက်တဲ့အပေါ်မှာဖြစ်ပေါ်လာမယ့်အကျိုးအပြစ်တွေကိုလေ့လာသုံးသပ်ပြီးတော့ရွှေဆိုင်ခြင်းမပြုဖို့ဆုံးဖြတ်တဲ့အကြောင်းဒါကြောင့်ရွေးကောက်ပွဲကိုမူလကြေညာထားတဲ့အတိုင်းနိုဝင်ဘာ10ရက်နေ့မှာကျင်းပသွားမှာဖြစ်တဲ့အကြောင်းဒီနေ့ညပိုင်းသတင်းတွေမှာနိုင်ငံပိုင်သတင်းမီဒီယာတချို့ကနေထုတ်လွှင့်သွားပါတယ်တိုင်းဒေသကြီးနဲ့ပြည်နယ်တော်တော်များများမှာသဘာဝဘေးအန္တရာယ်ကြုံတွေ့နေရတဲ့အတွက်ဆိုပြီးတော့ဒီရွေးကောက်ပွဲကိုရွှေဆိုင်လိုတဲ့အကြောင်းဒီနေ့အစောပိုင်းကနိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံဆွေးနွေးပွဲအပြီးမှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကသတင်းမီဒီယာတွေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ဒီရွေးကောက်ပွဲကော်မရှင်ရဲ့အစည်းအဝေးဆုံးဖြတ်ချက်အရရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုမရွှေဆိုင်တော့ပဲမူလသတ်မှတ်ထားတဲ့နိုဝင်ဘာလ10ရက်နေ့မှာပဲကျင်းပတော့မှာဖြစ်တယ်လို့ဒီညပိုင်းမှာနိုင်ငံပိုင်သတင်းမီဒီယာတွေကနေထုတ်လွှင့်သွားတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ရွေးကောက်ပွဲရွှေဆိုင်မယ်လို့ပြောဆိုတဲ့အပေါ်မှာလက်ရှိအာဏာရပြည်ထောင်စုကြမ်းခံရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ပါတီတချို့ကထောက်ခံခဲ့ပြီးတော့အတိုက်ခံမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ကန့်ကွက်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါ့အပြင်ကရင်ကချင်ရှမ်းမွန်ပဲခူးစတဲ့တိုင်းနယ်ပြည်နယ်၅ခုအတွင်းကကြီးရွာအုပ်စု400နီးပါးလောက်မှာလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်တာကြောင့်အဲ့ဒီနေရာတွေမှာရွေးကောက်ပွဲမကျင်းပတော့မယ့်အကြောင်းလဲပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမနေ့အောက်တိုဘာလ12ရက်နေ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျာရခိုင်ပြည်နယ်ပေါတောမြို့နယ်က IDP ဒုက္ခသည်စခန်းတစ်ခုကကိုဝင်ဆောင်ရိုဟင်ဂျာအမျိုးသမီးတူဟာအရေးပေါ်ဆေးဝါးကုသမှုမရလို့ပြီးခဲ့တဲ့ကြာသပတေးနေ့ကသေဆုံးသွားပါတယ်ပေါတောမြို့နယ်ငှက်ချောင်း IDP ဒုက္ခသည်စခန်းကအဲ့ဒီအသက်39နှစ်အရွယ်ကလေး9ယောက်ရဲ့မိခင်ဒေါ်ဆလီမာခါသွန်ဆိုသူဟာအရေးပေါ်ကျန်းမာရေးအကူအညီမရလို့သေဆုံးသွားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့2014ခုနှစ်ကစလို့ဒီနိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှုပရဟိတအဖွဲ့တွေကိုရခိုင်လူမျိုးတွေဘက်ကဆန္ဒပြကန့်ကွက်မှုတွေလုပ်ခါနှင်ထုတ်ခဲ့ပြီးတဲ့နောက်ပိုင်းရိုဟင်ဂျာဒုက္ခသည်တွေအထူးသဖြင့်ကိုဝင်ဆောင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေဟာကျန်းမာရေးဝန်ဆောင်မှုလုံလောက်စွာမရကြလို့အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။သူတို့တွေအတွက်ဒီဆေးဝါးကုသမှုနဲ့ပတ်သက်လို့အရေးပေါ်အကူအညီလိုအပ်လာတိုင်းလဲဆေးရုံနဲ့ဆရာဝန်အလုံလောက်မရှိတာရဲ့အစိုးရဆေးရုံတွေမှာဆိုရင်လည်းဒီရိုဟင်ဂျာလူနာတွေကိုခွဲခြားဆက်ဆံမှုတွေမနာလိုမုန်းတီးမှုတွေရှိနေတဲ့အတွက်ရခိုင်ပြည်နယ်အတွင်းမှာဒီရိုဟင်ဂျာဒုက္ခသည်တွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေဟာအတော့ကိုစိုးရိမ်နေရဆဲပဲဖြစ်တယ်လို့လည်းပြောပါရခင်ဗျာရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်တောင်ပိုင်းကကျေးရွာတရွာကရိုဟင်ဂျာအမျိုးသားတယောက်ကိုသူ့ရဲ့9နှစ်အရွယ်သားဖြစ်သူရေနစ်သေဆုံးလို့ဆိုကအာဏာပိုင်တွေကငွေညှစ်ခဲ့တဲ့အကြောင်းသတင်းရရှိပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကဒီဘူးတီတောင်မြို့နယ်တောင်ပိုင်းဖယုံချောင်းကျေးရွာအုပ်စုဖယုံချောင်းပြိုင်းတောင်ကျေးရွာကဥဟာလာမြဆိုသူရဲ့အသက်9နှစ်အရွယ်သားဖြစ်သူဟာဒီရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။အဲဒီလိုကလေးဖြစ်သူရေနစ်သေဆုံးခဲ့တဲ့အတွက်လို့ဆိုကကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်တန်းထေးနဲ့ကျေးရွာတာဝန်ခံတို့ကအဲ့ဒီကလေးငယ်ရဲ့ဖခင်ဦးခါလာမြထံကနေငွေကျပ်2သိန်းညှိယူခဲ့တဲ့အကြောင်းအမည်မဖော်လိုတဲ့ဒေသခံတဦးကပြောပါတယ်။အဲ့ဒီလိုငွေညှစ်ခဲ့ပြီးတဲ့နောက်မှာတော့ကျေးရွာအုပ်ချုပ်ရေးမှူးကဒီနယ်မြေကန်နယ်ကြားဆောင်ရဲတပ်ဖွဲ့စခန်းကိုဒီကလေးငယ်ခြေနစ်သေဆုံးမှုနဲ့ပတ်သက်ပြီးတော့အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။တခါဒီနယ်ကြားဆောင်ရဲတွေကလည်းအဲ့ဒီဦးဟာလာမြဆိုသူထံကနေနောက်ထပ်ငွေကျပ်2သိန်းတောင်းခံနေတဲ့အတွက်တာမန်အလုသမားစင်ရသားတဦးဖြစ်တဲ့ဦးဟာလာမြဟာငွေကျပ်နောက်ထပ်2သိန်းပေးဖို့မတက်နိုင်တဲ့အတွက်နယ်ကြားဆောင်ရဲတွေဖမ်းဆီးဖို့ရှာဖွေနေတာကြောင့်တိမ်းရှောင်နေရတယ်လို့လည်းအဆိုပါဒေသခံကပြောပါတယ်။